္ဂလာပါရွှေတကုံဖျားကိုရောက်ပြီဆိုလို့ရှိရင်လေကျွန်တော်မဖြစ်မနေဝင်နေကြနေရတာပေါ့ဒီဘောဒီညောင်ပင်ပါဒီဘောဒီညောင်ပင်ကနှစ်ကာလအဖြစ်လဲအရန်ကြာနေတယ်လို့ဒီဘောဒီညောင်ပင်မှာရှိတဲ့ထူးဆန်းတဲ့ဝိဇ္ဇပုဂ္ဂိုလ်တွေပေါ့နော်ပြောမယ်ဆိုရင်ကျွန်တော်တို့လူမျိုးတွေနဲ့အကြတက်လွတ်တဲ့ပုဂ္ဂိုလ်တွေပြီးတော့ကျွန်တော်တို့ကိုယ်ပဲအားထားနေတဲ့ဘောဒီညောင်ပင်ဆိုတာလည်းဒါဘာလဲပြောဇီဒီလေးစုတွေမှာပါတာဟုတ်အဲ့တော့ကျွန်တော်တို့ကိုယ်ပဲအားထားနေတဲ့ဗုဒ္ဓရှင်တော်ပရမမြတ်စွာဘုရားရှင်ရဲ့ဇီဒီလေးစုတွေမှာပါတဲ့ဘောဓိညောင်မင်းကိုဆောက်ရှောက်နေတဲ့သူတော်စင်သူတော်ကောင်းတွေနဲ့ဝိဇ္ဇာတွေပျော်နေတဲ့ဒီညောင်မင်းကြီးကိုကျွန်တော်အရင်ဆုံးရအောင်လာပါတယ်အဲ့ဒီကိုရောက်ပြီဆိုရင်ကျွန်တော်ဘာလုပ်လဲဆိုအရင်ဆုံးကျွန်တော်ရဲ့ယုံနဲ့နဲ့ခန္ဓာ၅ပါးကိုလူပြီးတော့မှကျွန်တော်ရဲ့ယုံနဲ့နဲ့ခန္ဓာ၅ပါးကိုလူတန်းပြီးပြုတ္တမြကုသိုလ်အစုစုကိုဒီညောင်ပင်မှာဆောက်ရှောက်နေတဲ့ညောင်ဆောင်နဲ့ဆရာပါရပုဂ္ဂိုလ်အတူတူနဲ့ဝိဇ္ဇာသူတော်စင်အပေါင်းနဲ့ကြင်ကြံအားထပ်နေချကုန်တော့တကောအိဋ္ဌိပတ်ရှိတော့သူတော်စင်ပုဂ္ဂိုလ်အားလုံးကိုကျွန်တော်ဤကုသိုလ်ကိုတင်းတို့အမြပေးပါသည်တင်းတို့လည်းအမြရ၍ထက်သူတာရုခေါ်နိုင်ပြီးယနေ့ကျွန်ုပ်ဒီရွှေကုံဘုရားပေါ်လာပြီးပြုတဲ့ကုသိုလ်ကိုထက်သူတာရုခေါ်နိုင်ပါစေတိတ်တိတကိုနှစ်ဆတိုးပါစေလို့ကျွန်တော်ကဆုတောင်းတတ်တဲ့အချင်းရှိပါတယ်အားအားလေးကိုလည်းလုပ်စီချင်ပါတယ်ရောက်မယ်ဒီစားတော့ခုမှစားရတယ်တောင်ဘက်မုတ်ပေါ့နော်တောင်ဘက်မုတ်ကနေတက်လာရေးဟောညောင်မင်းကြီးရှိတယ်အဲ့ညောင်မင်းကြီးကနေကျွန်တော်တို့မြင်ရတဲ့ဇီဒီနက်စ်ပေါ့နော်အဲ့နေရာလေးကအဋိဋ္ဌံပြုလို့အမတန်ကောင်းတဲ့နေရာအဲ့နေရာလေးမှာကျွန်တော်အဋိဋ္ဌံပြုတိုင်းအောင်မြင်တယ်ပေါ့နော်ကျွန်တော်အဲ့မှာအဋိဋ္ဌံမပြုခင်ဟာအရင်ဆုံးလုပ်လဲဆိုလို့ရှိရင်အဋိဋ္ဌံမပြုခင်မှာကျွန်တော်မျိုးဘဝအဆက်ဆက်ကပြုခဲ့တဲ့ကုသိုလ်အစုစုကိုဒီမြေပရံပေါ်မှာရှိကြကုန်တော့ကြားနိုင်ပြည်နိုင်တဲ့ပုဂ္ဂိုလ်တွေအားလုံးကျွန်တော်မျိုးပြုတဲ့ညအဋိဋ္ဌံကုသိုလ်တွေကိုကြားသိပြီးလက်ရှိဒီမှာလာပြီးမေတ္တာတော်ရွတ်ဖတ်တော်ရဆဲတဲ့ကုသိုလ်နဲ့ပေါင်းပြီးကျွန်တော်အခုပြုခဲ့တဲ့ဂရိတ္တဆာအဋိဋ္ဌံကိုအချိန်တိုတွင်အမြန်ဆုံးအကောင့်ထဲဖော်ပေးပါအကူအညီပေးကြပါဆိုပြီးကျွန်တော်အဋိဋ္ဌံပြုလို့ရှိတယ်။အဲ့နေရာလေးကတော့မေတ္တာတော်ရွတ်ပြီးတော့အဋိဋ္ဌံပြုမယ်ဆိုရင်အမှန်တကယ်အမြန်ဖြစ်နိုင်တဲ့အဋိဋ္ဌံအောင်နိုင်တဲ့နေရာလေးပါခင်ဗျာ။